ကျွန်တော်ဒီနေ့ထုံမဲ့ဟာတော့ဇကားကြီးရဲ့အချိန်မှာအဆင်ပြေအောင်ဖုံးထောင်လို့ရမယ် stand လေးထုံမှာပဲဖြစ်ပါတယ်ဖုံး stand ရဲ့ကြွေးဒီ model လေးကိုထုတ်တဲ့အချိန်မှာ error မပေါအောင်သေချာလေး queue ဆိုင်ပြီးတော့ဒီစစ်ပြီးတော့မှဒီ printer ထဲကိုထည့်မှာဖြစ်ပါတယ်ဆိုတော့အကုန်လုံးစစ်ပြီးွားပြီး ready ဖြစ်ပြီဆိုရင်တော့ကျွန်တော်ကြွေး printer မှာစပြီးတော့ထုတ်လို့ရပြီပဲဖြစ်ပါတယ်ဒီကောက်ထုတ်တဲ့ဟာတော့ပုံမှန်ကျွန်တော်အရင်ကထုတ်တဲ့ဟာတွေထပ်ပို့ပြီး step ပုံများတယ်။ဘာ step ပုံများသွားလဲဆိုတော့နည်းနည်းဂလူးလေးထည့်ပြီးတော့ကတ်ရတာပါပါတယ်။နည်းနည်းလေးတော့တတိထားရပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကတ်ထားတဲ့ကော်ကတိတ်မခိုင်လို့ပြန်ကွာမှာစိုးလို့ပါ။ finally နောက်ဆုံးတော့ရသွားပြီပဲဖြစ်ပါတယ်။တော်တော်လေးကိုမိုက်ပါတယ်။ကိုလိုချင်တဲ့ angle ကိုadjust လုပ်လို့ရပါတယ်။ဆိုတော့ဇက်ကားတွေကို full experience နဲ့နောက်ဆုံးမှာတော့ကောင်းကောင်းမွန်မွန်ကြည့်ရှုလို့ရပြီပဲဖြစ်ပါတယ်။